ကိုရီးယားစာတန်းထိုးတွေဘယ်ကနေပြီးတော့လို့အကြည့်များလေးမေးကြလို့လေ free ရတဲ့ဟာတွေကဆိုလို့ရှင်တော့ YouTube ကကြည့်တယ်ပေါ့နော် YouTube မှာ Learn Korean with Chadu ဆိုလို့ရှင်ကိုရီးယားဒီဇက်ကောင်လေးကတ်တွန်းကားလေးပေါ့နော်အရင်ဆက်စလို့ထားအိတ်ကောင်ပါလေသူ့ဟာကြည့်တယ်ပေါ့နော်သူကကြည့်ပြီးတော့ပြောလို့ရှင် like ပြောတယ်ပေါ့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခึခึဆိုပြီးတော့တောင်းမမိုးသားပူကီလို့ရေးလိုက်ရတယ်နော်အဲ့မိုးသားပူဆိုတခြား channel ပေါ့အဲ့နှစ်ခုလည်းအဆင်ပြေတယ်ပေါ့နော်တစ်ခါကြည့်ပြတယ်ပေါ့ဒါမှမဟုတ်ဟန်ကူကိုချာမလို့ရိုက်ရှာလိုက်လို့ရှင်ချာမဆိုတာကဒီစာတန်းထိုးအဲ့ကြလို့ရှင်သူပေါ်ချင်တိုင်းပေါ်လာလိမ့်မယ်အဲ့ဒီမှာကိုကြိုက်တိုင်းရွေးပြီးကြည့်ရပေါ့စာလုံးနေနဲ့ဒီဖုန်းသုံးချင်နေဆိုရင်အခုလိုတိုင်မာစကလေးနဲ့ပေါ့နော်ပေးထားပြီးတော့ကိုကြည့်ချင်တိုင်းကြည့်လို့ရှင်အလန်10မိနစ်ပြသွားပြီဆိုလို့ရှင်ဒါစာပြန်လုပ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်ပေါ့ဒီလိုမျိုးဆက်ကလေးလေးဝယ်ထားတဲ့နေပေါ့နော်ဒါဆိုမှဆို300ပဲရှိတယ်ဒါကတော့အရင်စာလုပ်တဲ့နေပေါ့နော်အခုတော့စာမလုပ်ဖြစ်ဘူး